မင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးထောက်ပြဆွေးနွေးသွားတာလို့ကျွန်တော်တို့နားထောင်ကြည့်ကြအောင်ဇူလိုင်လ31ရက်နေ့ကကျင်းပခဲ့တဲ့တတိယအကြိမ်အမျိုးသားလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး16ရက်မြောက်နေ့ကစကိုင်းတိုင်းဒေသကြီးအမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်17ဦးပြည့်ဖြိုးစံတင်ပြဆွေးနွေးခဲ့တာလေးကျွန်တော်တို့နားထောင်ကြည့်ရအောင်ဗျာသူပြောချင်တာလက်သိပ်ထိုးလုပ်ငန်းတွေနဲ့ပိုင်ဆိုင်မှုမညီမျှတာတွေမိဘအမွေလည်းမရထီလည်းမပေါက်အကိုကြီးနဲ့ညီလေးအဘနဲ့သားအမကြီးနဲ့သမီးဒီဝါဒတွေနဲ့ရရှိကြတဲ့လာစာသုံးဆွဲမှုပိုင်ဆိုင်မှုပုံစံမညီမျှတာတွေသူကြက်မှတ်ပေးရန်ထောက်ပြဆွေးနွေးခဲ့တာလေးပဲဖြစ်ပါတယ်ဗျာဒါလေးတွေကိုကျွန်တော်တို့နားထောင်ကြည့်ကြအောင်ပေါ့နော်ဟုတ်ကဲ့ပါလွှတ်တော်ဆိုတာပြည်သူအတန်းကိုဖော်ထုတ်ရမယ့်နေရာဖြစ်ပေမဲ့အတူရောင်လွှတ်တော်ထဲမှာတော့အရာရှိကြီးတွေရဲ့အာကတိနဲ့ဆွေမျိုးကောင်းစားရေးဆိုတဲ့အမှန်တရားစကားလုံးတွေစဉ်းစားဖြတ်နှုတ်ပိတ်ခံလိုက်ရပါတယ်။ဒါဟာပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့အမျိုးသားလွှတ်တော်မှာပေဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပြီးဒီဗီဒီယိုဖိုင်ဟာလူမှုကွန်ရက် Facebook စာမျက်နှာတွေပေါ်မှာပြည်သူတွေကြားအရှိန်အဟုန်နဲ့ပြန့်နှံ့နေပြီးဝေဖန်မှုတွေစူညံနေပါတယ်။တာဆညပါတီလွှတ်တော်ကိုယ်စားလှယ်ဦးပြည့်ဖြိုးစံဆွေးနွေးခဲ့တဲ့အရာရှိကြီးတွေရဲ့ပိုင်ဆိုင်မှုစီရင်စီစစ်ဖို့နဲ့မိသားစုအမျိုးအဆွေကောင်းစားရေးဆောင်ရွက်မှုတွေကိုစုံစမ်းအရေးယူဖို့တောင်းဆိုတဲ့10စက္ကန့်ကျော်ကြာတဲ့ပြောကြားချက်ဖြစ်ပါတယ်။အရာရှိကြီးတွေရဲ့ပိုင်ဆိုင်မှုစီရင်မှတ်ပုံတင်တာတဆင့်ခံကုမ္ပဏီထူထောင်တာအကိုကြီးညီလေးအဘနဲ့သားအမကြီးနဲ့သမီးစတဲ့အမျိုးအဆွေကောင်းစားရေးဝါဒနဲ့လက်သိပ်ထိုးလုပ်ငန်းစဉ်တွေကိုစီစစ်အရေးယူဖို့လိုပါတယ်။သတင်းပေးသူတွေရဲ့ဘေးကင်းလုံခြုံရေးနဲ့ကာကွယ်ပေးမှုကလည်းအလွန်အရေးကြီးပါတယ်။မိဘအမွေလည်းမရထီလည်းမပေါက်လက်ထပ်ပွားလည်းမရှိပါပဲ။ရရှိတဲ့လစာနဲ့သုံးဆွဲမှုပိုင်ဆိုင်မှုပုံစံမညီမျှတာတွေကိုကြက်မှတ်ရပါလိမ့်မယ်။လွှတ်တော်ဥက္ကဋ္ဌဦးအောင်လင်းတွေကတော့ဒီဆွေးနွေးချက်မှာအခွန်အာဂတိတို့နဲ့မသက်ဆိုင်တဲ့အတုံးထုံးတွေပါဝင်နေလို့ပေဖြတ်ရတာလို့အကြောင်းပြခဲ့ပါတယ်။ဒါပေမဲ့ဒါဟာကြိုတင်စီစစ်တင်ပြထားပြီးသားစာမူဖြစ်တယ်လို့ကိုယ်စားလှယ်ဘက်ကတုံ့ပြန်ထားပါတယ်။ဒီဖြစ်စဉ်ဟာနိုင်ငံအာဏာကိုချုပ်ကင်ထားတဲ့အရာရှိကြီးတွေနဲ့သူတို့ရဲ့အတိုက်အဝန်းကိုအကာအကွယ်ပေးဖို့လွှတ်တော်ရန်ရာကိုအသုံးချလိုက်တာပဲဖြစ်ပြီးအောက်ခြေဝန်ထမ်းတွေရဲ့လက်ပေးလက်ယူမှုကိုသာအရေးယူပြပြီးထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ဆွေမျိုးကောင်းစားရေးအဂတိကြီးတွေကိုတော့ဝေဖန်ခွင့်အောင်မပေးဘူးဆိုတဲ့သဘောကိုသက်သေပြနေပါတယ်။ဒါအပြင်အစိုးရကိုထိန်းချောင်းတက်မှတ်ပေးရမယ်လွှတ်တော်ရဲ့ checks and balance အခန်းကဏ္ဍဟာလက်တွေ့မှာလုံးဝပျောက်ဆုံးနေတာကိုပြသနေပြီးစနစ်တစ်ခုလုံးအကျင့်ပြတ်ခြစားနေမှုကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားတဲ့တင်ပြချက်တွေကိုပိတ်ပင်လိုက်ခြင်းဟာမြန်မာနိုင်ငံရဲ့အဂတိတိုက်ဖျက်ရေးအလားအလာကိုပိုမိုမေးမိန်သွားစေပါတယ်။အမှန်တော့မြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာအဂတိလိုက်စားမှုအဆိုးရွားဆုံးနိုင်ငံတွေထဲကတစ်ခုအဖြစ်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အစည်းအဝေးခန်းစာတွေမှာနှစ်စဉ်ဖော်ပြခံရတဲ့နိုင်ငံဖြစ်တဲ့လို့ကမ္ဘာအဂတိလိုက်စားမှုအညွှန်းကိန်းမှာလည်းမြန်မာနိုင်ငံဟာအဆင့်169အထိကျဆင်းပြီးအာဆီယံမှာအဆိုးဆုံးဖြစ်နေပါတယ်။အာဏာသိမ်းပြီးနောက်ပိုမိုဆိုးရွားလာတဲ့ဒီလိုအခြေအနေမှာအာဏာပိုင်တွေရဲ့မိသားစုနဲ့ဆွေမျိုးကောင်းစားရေးဝါဒကိုပွင့်ပွင့်လင်းလင်းဝေဖန်ထောက်ပြခွင့်တောင်မရှိသေးတော့မြန်မာနိုင်ငံဟာအဂတိအဆိုးဆုံးနိုင်ငံစင်းကနေဘယ်လိုမှရုံးထွက်နိုင်မှုမရှိတော့ကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်